အားလုံးပဲမင်္ဂလာပါခင်ဗျာကိုသားကြီး wedding studio ကြီးကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုမြင်တွေ့တဲ့အတိုင်းအရန်ခမ်းနားပြီးတော့မှတေချာလေးကိုငွေကုန်ကြေးကျခံပြီးတော့မှပြင်ဆင်ထားတဲ့အပြင်စင်တွေနဲ့ဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်ခင်ဗျာဝတ်စုံကြည့်မလားမိတ်ကပ်ကိုကြည့်မလားတခြားအပြင်စင်တွေကိုကြည့်မလားဝန်ဆောင်မှုတွေကိုကြည့်မလားအားလုံးကိုဒင်ပြေးကြက်ပြေးနဲ့ဝန်ဆောင်မှုပေးနေတဲ့စတူဒီယိုကြီးဖြစ်ပါတယ်ဈေးနှုန်းကလည်းအရန်ကိုတင်းနဲ့ဈေးနှုန်းလေးဖြစ်ပါတယ်ခင်ဗျာဝစ်စုံနှစ်စုံနဲ့ရိုက်ကူးမယ်ဆိုပါက2,900,000ပဲကြာမှာဖြစ်ပါတယ်အဲ့ဒါကိုအခုရက်ပိုင်းမှာရိုက်ကူးမယ်ဆိုရင်နောက်ထပ်တစ်စုံထပ်ပြီးတော့လက်ဆောင်ပေးမှာဖြစ်တဲ့အတွက်ဝစ်စုံ3စုံကိုမှ2,900,000ပဲကြာတင်မှာဖြစ်ပါတယ်ခင်ဗျာဝစ်စုံတစ်စုံကို1,000,000တောင်မကြတော့ပါဘူးခင်ဗျာ9,000လောက်ပဲကြာမှာဖြစ်ပါတယ်ခင်ဗျာအခုလိုကမ္ဘာအဆင့်တန်းမီတဲ့စတူဒီယိုအကြီးရဲမှာAircon နဲ့အေးစိတ်နေအောင်ဖွင့်ပြီးတော့မှနိုင်ငံတကာအဆင့်မီရိုက်ကူးရမှာဖြစ်တဲ့အတွက်အားလုံးကိုလှမ်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်399894881122ကိုဆက်သွယ်ပြီးတော့အမြန်ဆုံးလေးဘိုကင်လုပ်ထားမှကျွန်တော်တို့အခုပေးနေတဲ့ဝတ်စုံတစ်စုံလက်ဆောင်လေးကိုရရှိမှာဖြစ်ပါတယ်ခင်ဗျာအတွဲအရေးအတွက်ကန့်သက်ထားတာဖြစ်တဲ့အတွက်အခုလောလောဆယ်ရိုက်ဖို့မအားသေးဘူးဆိုရင်လည်းတယ်လီဖုန်းလေးဆက်ပြီးတော့ဘိုကင်လေးကြိုလုပ်ထားပေးပါလားခင်ဗျာခေါင်းစချေဆုံးကိုသားကြီးစတူဒီယိုတာဝန်ယူပြီးတော့ပြင်ဆင်ပေးမှာဖြစ်တဲ့အတွက်သူတို့သမီးသူတို့သားလေးတွေကရေချိုးပြီးတော့လာယုံပါပဲခင်ဗျာ